ကျွန်မ PDF ကလေးတွေကိုအဓိကပြောချင်တယ်ပေါ့နော်ကျွန်တော်အဖွဲ့အစည်းသီးသီးနဲ့ PDF ကလေးတွေကမြန်မာနိုင်ငံရဲ့တဝန်းလုံးမှာကျဲပြန့်ပြီးတော့နေတာဖြစ်တယ်ဒါကြောင့်ဒီ post ကိုတိကျကလေးသားတို့မျိုးနားထောင်မှုလို့တယ်အခုမြန်မာနိုင်ငံရဲ့တိုက်ပွဲက9နှစ်ကိုရောက်လာပြီ9နှစ်မှာနိုင်တဲ့လောက်လဲရှိတယ်အစွန်းစားလည်းအများကြီးရှိတယ်ဒါထို့အတူပဲကြာဆုံးသွားကြတဲ့ဟလာသွေးကောင်းတွေလည်းအများကြီးပဲဖြစ်တယ်တို့ PDF ကလေးတွေပေါ့နော်အဲ့လိုမျိုးဆိုတော့ကအခု KIA ကနေပြီးတော့အခုNUG နဲ့အခုဆွေးနွေးပြီးတော့ဖက်ဒရယ်ပြည်ထောင်စုအတွက်ကိုပြင်ဆင်နေတယ်နော်အဲ့မှာအန်ဒီဘာလို့သဘောအန်ဒီကဘာပြောပြခြင်းလဲဆိုတော့သားတို့တွေကအခုဆိုရင်မငယ်ကြတော့ပါဘူးအစိတ်တန်းနေကြည့်ပြီးတော်လိုင်းရေးရဲ့9နှစ်တက်တန်းနေလဲရကုန်ကြပြီဆိုတော့နိုင်ငံရေးအတွက်ကြုံစီရေးအတွက်ကြုံတွေကအန်ဒီတဲ့တောင်မှပုံမယ်လို့ထင်တယ်လေနော်အဲ့တော့တကယ်လက်တွေ့ကွင်းထဲမှာဖြတ်တန်းနေကြတဲ့ကလေးတွေကနိုင်ငံရေးဆွဲတဲ့ကြီးကိုကြက်နက်ချဖို့လိုပြီKIA ကမနေ့ကတော့သူတို့ကြီးညာတယ်။ဘာကြီးညာလဲဆိုလို့ရှိရင်အခု PDF ကလေးတွေရော NUG တို့နဲ့ရောအားလုံးနဲ့စုပေါင်းပြီးတော့တိုက်ကြမယ်။အဲ့လိုတိုက်တဲ့အချိန်မှာစစ်တပ်ဘက်ကအခုရှုံးနေတယ်။ရှုံးတဲ့အခါကျတော့ငြိမ်းချမ်းရေးစကားတွေပြောမယ်။ဘာတွေလိုချင်လဲဥပမာတော့ NUG ကတော့တောင်းထားတဲ့အချက်တွေ8ချက်6ချက်ဒီဟာတွေကိုကဲလိုက်ရောမယ်ဆိုရင် NUG ကဆွေးနွေးမှာလား။ PDF တွေကိုလည်းပဲဟလာတွဲဆောင်ဆွေးနွေးမယ်ဆိုရောဆွေးနွေးမှာလားအဲ့လိုဆွေးနွေးမယ်ဆိုရင်တို့ကစစ်တပ်ကဲပေါ်မှာလုံးဝယုံကြည်မှုမရှိဘူးယုံကြည်မှုမရှိဘူးဆိုတာလည်းပဲလက်ခံတယ်အဓိကအန်ဒီပြောချင်တာက KIA ရဲ့လှုပ်ရှားဖြတ်တန်းလာတဲ့သူ့ရဲ့ဟာကြောင့်သူကမနေ့ကတော့ဘာပြောလဲဆိုတော့အဲ့ဒီလိုမျိုး NUG ကတော့၎င်း PDF ကတော့၎င်းဟလာစစ်တပ်နဲ့ဆွေးနွေးမယ်ငြိမ်းချမ်းရေးသဘောတူမယ်ဆိုရင် KIA ကခွက်ထွက်မယ်ဆိုတာကိုအပြတ်ပြောပြီနော်ဒီစကားကပေါ်ပေါ်ဆဆနားမထောင်ပါနဲ့တေးသေးချာလေးလေးနဲ့နားထောင်ပါအခု KIA ရဲ့စကားပြောလာပြီအကယ်၍များ PDF တို့ NUG တို့ဖွဲ့စည်းတည်တည်ရစစ်တပ်နဲ့ဆွေးနွေးမယ်ဆိုလို့ရှိရင်သူတို့ကတော့ကချင်ကတော့ခွတ်ထွက်မယ်ဆိုတာကိုပြက်သားသားပြောလာပြီဒါအမှန်တန်ကြောက်စရာကောင်းတယ်ပြည်တော်စုကြီးကပြိုကွဲမဲ့ကိစ္စဖြစ်တယ်အဲ့တော့ဒါကိုထိမ့်သိမ်းရမှာဘသူရဲ့လက်ထဲမှာလဲဆိုတော့ PDF ကလေးတွေရဲ့လက်ထဲမှာ PDF ကလေးတွေလို့အန်ဒီကချစ်စနိုးချင်းမြတ်နိုးပြီးခေါ်တာဒါပေမဲ့ PDF ကလေးတွေကအားလုံးစစ်ရပါရောအကုန်လုံးကျွယ်ဝနေပြီပညာတွေတက်ကြတယ်စစ်အကုန်လုံးပေါ့နော်9နှစ်ဆိုတဲ့ကာလမှာလဲတိုက်ရခိုက်ရအပြင်ကိုတွေးခေါ်ပိုင်းမှာပြောတာဆိုတာအန်ဒီတနေ့မပြတ်နားထောင်နေတဲ့လူဆိုတဲ့တရားမျိုးအရေးချင်းတွေကိုသိတယ်အဲ့တော့သားတို့တွေကဘာလို့ရမလဲဆိုရင် PDF တွေအားလုံးရဲ့ခေါင်းဆောင်တွေအကုန်လုံးဟာတယောက်နဲ့တယောက်ဖွဲ့နဲ့တစ်ဖွဲ့အမြန်ဆုံးဆက်သွယ်ပြီးတော့သဘောထားတွေရယူပြီးတော့ပေါင်းစည်းကြပါနော်တောင်ပိုင်းမှာနေတဲ့ PDF ပဲဖြစ်ဖြစ်ဘယ်နေရာက PDF ဖြစ်ဖြစ်တယောက်တည်းပဲရှိတဲ့အဖွဲ့ PDF ဖြစ်ဖြစ်အဲ့ဒီဟာတွေအားလုံးကိုဆက်သွယ်ပြီးတော့စီးယုံပြီးတော့သဘောထားရေးရာမူဝါဒကိုချဖို့လိုတယ်ဒါမှဟလာမကြခင်မှာအောင်မြင်တော့မဲ့တော်လှန်ရေးကြီးဟာအမြန်ဆုံးဆုံးဖြတ်ချက်တွေချပြီးတော့ငါတို့ဘက်ကတော့ဒါလုပ်မယ်ဆိုတာကိုပြပြသားသားနဲ့ချပြဖို့လိုပြီးဟလာတိုင်းရင်းသားတွေရဲ့ခေါင်းဆောင်ဖြစ်တဲ့ဟလာ KIA တို့ KNU တို့သူတို့ရဲ့သဘောထားတွေကိုပြနေပြီတိုင်းရင်းသားအားလုံးခေါင်းဆောင်တွေအကုန်လုံးကအဆက်အသွယ်တွေအကုန်လုံးရှိကြပြီလားအဲ့တော့ဒီလိုမျိုးကိုယ်နိုင်ငံကြီးကိုပြန်ပြီးတော့တရုတ်လက်ထဲလဲမပါသွားရအောင်စစ်တပ်ကလူယုံမာတွေလက်ထဲလဲမကြံရအောင် PDF ကလေးတွေမှာပဲတာဝန်ရှိတဲ့ကြောင့်မလို့ PDF ကလေးတွေကအခုအမြန်ဆုံးပေါ့နော်ကိုယ့်ရဲ့အဖွဲ့အစည်းတစ်ခုတည်းမဟုတ်ဘဲနဲ့အကုန်လုံးနဲ့ဆွေးနွေးပါအဲ့တော့ PDF တွေရဲ့ဟိုနင်းကိုဒီအစာတွေပေါ့နော်စာပေးအနေနဲ့ကောက်ပါဘယ်ဖွဲ့ဆိုတော့ကောက်ပြီးတော့ဆက်သွယ်ပါ PDF ဆိုတဲ့စကားလုံးတက်ထားတဲ့လူအကုန်လုံးကဒီနေ့အချိန်မှာအမြန်ဆုံးစီဝေးစုပေါင်းပြီးတော့ဆွေးနွေးပြီးတော့ဆုံးဖြတ်ချက်မူတွေချထားဖို့လိုအပ်ပြီးစစ်တပ်ကနှစ်ပေါင်း80ကလင်ကကျင်းနဲ့အုပ်ချုပ်လာခဲ့တာဆိုတော့ဗမာတွေဘယ်လိုထိုးခွဲရမလဲအခုပဲကြည့်လိုက်ကရင်တွေဘယ်လိုထိုးခွဲထားလဲဟဲ့လားစောချစ်သူကိုဘယ်လိုထားပြီးလဲတရုတ်ဟိုတင်းနေကောင်မျိုးတွေပို့ပေးမယ်ဆိုပြီးတော့ချင်းရောက်ထားလို့စောချစ်သူကမလှန်နိုင်ဘူးဖြစ်နေတာလေစစ်တပ်ကိုအဲ့တော့ဒီလိုမျိုးကိုတိုင်းရင်းသားတယောက်ကလည်းကြာခေါင်းအောက်မှာစစ်တပ်ကခြေထောက်အောက်မှာရောက်နေတာကိုလည်းပဲကဲတင်ဖို့လိုတယ်အဲ့တော့ကျမပြောချင်တဲ့စကားဘေးချော်သွားမှလဲဆိုတယ်အဲ့တော့ PDF ကလေးတွေကအခုချိန်ကစပြီးတော့ကိုယ့်ရဲ့အဖွဲ့အစည်းတွေအကုန်လုံးကိုစာပေးကောက်ပြီးခေါင်းဆောင်တွေအချင်းချင်းအားလုံးဆက်သွယ်ပြီးတော့မူဝါဒတစ်ခုချပေးထားပါမူတစ်ခုကိုချပေးထားပါเนาะကျမ3ခါပြောတယ်မူတစ်ခုကိုချပါဘာမူလဲစစ်တပ်နဲ့တွဲဆုံဆွေးနွေးဖို့အကြောင်းမရှိဘူးเนาะငြိမ်းချမ်းရေးလုပ်ဖို့အစီအစဉ်မရှိဘူးเนาะမြန်မာနိုင်ငံကိုဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်မှာဖြစ်တဲ့ကြောင့်မို့တိုင်းရင်းသားတွေနဲ့လက်တွဲမဖြစ်အမြဲတမ်းလုပ်မယ်ဆိုတာကိုဆုံးဖြတ်ချက်ချဖို့လိုတယ်အရေးကြီးတယ်เนาะ KIA ပြောလာပြီ KIA ပြောလာတဲ့စကားကမပေါ့ပါနဲ့เนาะအဲ့တော့
ကျမတို့ PDF ကလေးတွေနဲ့ NUG မှာပဲတာဝန်ရှိတော့တယ် ဆိုတော့ဟိုအဲ့ဒီသတင်းကိုကျွန်တော်သတင်းတက်တဲ့ကြားဖို့ပါတယ်ဆိုတော့စကားစကားဘယ်လိုမျိုးဒီကျွန်တော်တို့ဒီ NUG ကိုပေါ့နော်ဘယ်လိုမျိုးဖိတ်ခေါ်လိုက်တဲ့တော့ကျွန်တော်မသိပေမဲ့ NUG ဘက်ကနေပြီးတော့မှစကားစအနေနဲ့ NUG နဲ့အဆင်ပြေခြင်းနဲ့ဆိုရင်ဒီအချက်6ချက်ဒိုဒီမဟုတ်ဒီအချက်8ချက်ကိုလိုက်နာရပါမယ်ဆိုတဲ့သတင်းတော့ကျွန်တော်တက်တဲ့ကြားခဲ့တယ်ဆိုတော့ဟုတ်ချင်းမဟုတ်ချင်းဆိုတာတက်ဒီလိုမျိုးတွေပေါ့နော်ဒါဒီလိုမျိုးသတင်းတွေကျွန်တော်တို့ကြားနေရတာကမကောင်းပေါ့နော်နောက်တစ်ခုကဘာလဲဆိုတော့ဒီအနေဒေါခင်စန်းတွေပြောတယ်လို့မျိုးပဲစကားစဘလို့ပုံစံမျိုးနဲ့ပဲကျွန်တော်တို့ညှိနှိုင်းကျွန်တော်တို့တော်လိုင်းရေးတပ်ဖွဲ့ဝင်တွေအနေနဲ့တော်လိုင်းရေးတပ်ဖွဲ့ဝင်တွေဆိုတာ PDF တွေလည်းပါတယ်နော် NUG လည်းပါတယ်အကုန်လုံးပေါ့ဆိုတော့ဒီမြေပြင်မှာရှိနေတဲ့ PDF ရဲဘော်တွေအနေနဲ့လည်းဒီကျွန်တော်တို့စကားစနဲ့ပတ်သက်ပြီးတော့မှကိုယ့်ရဲ့အဖွဲ့အစည်းတွေเนาะဒီဟာတွေကိုအားလုံးပိုးပေါင်းပြီးတော့မှစကားစပေါ်မှာဘယ်လိုမျိုးဒါကျွန်တော်တို့ဘယ်လိုမျိုးစိတ်သက်ရှိတယ်ဘယ်လိုမျိုးဖြစ်စေခြင်းတယ်ဘယ်လိုမျိုးဖြစ်တယ်ဆိုတဲ့ဥစ္စာမျိုးတွေကိုတော့ကျွန်တော်တို့ဒါပြောမယ်ဆိုရင်မီဒီယာတို့ဘာတို့မှာပေါ့နော်ဒါကျွန်တော်တို့ပူးပေါင်းပြီးတော့မှာပေါ့ဥပမာကျွန်တော်တို့တပ်ပေါင်းစုတွေဖွဲ့ထားတယ်ဆိုတော့အဲ့လိုတပ်ပေါင်းစုတွေအနေနဲ့ထုတ်ပြန်ဖို့အချက်လက်တွေလိုမယ်လို့ထင်ပါတယ်ဆိုတော့ဘာဖြစ်လို့လဲဆိုတော့ဒီလိုဟာမျိုးတွေကမှန်းပြောရင်တော်လန်ရေးကိုပျက်စီးသွားစေနိုင်တယ်ဒါကြောင့်မို့လဲကျွန်တော်တို့ကစိတ်ပူတယ်ပေါ့နော်ဒီလိုမျိုးတွေစကားစားနဲ့ပေါင်းတဲ့ဘသူကိုမဆိုကျွန်တော်တို့အနေနဲ့ဒါလက်ခံမှာလည်းမဟုတ်ဘူးပေါ့နော်ပြောပြီးသားပါတော်လန်ရေးနဲ့ပတ်သက်ပြီးတော့မှတော်လန်ပြည်သူကိုမျက်နှာမူထားတဲ့အတွက်ကြောင့်မို့လို့တော်လန်ရေးကိုတစ္ဆာဖောက်ရင် NUG ကိုလည်းခွတ်မလို့ပါဘူးဘယ်တိုင်းသားလက်နက်ကိုင်ကိုမှလည်းခွတ်မလို့ပါဘူးဘယ်ဗဒက်ကိုမှခွတ်မလို့ပါဘူးဒါလေးကိုလည်းမိသားစုတွေကိုသိစေချင်ပါတယ်ဆိုတော့အကုန်လုံးအပြန်လန်ပြည်သူ PDF ထောက်ဖို့ဟာလားကျွန်တော် NUG အကုန်လုံးကတယောက်နဲ့တယောက်အပြန်လန်ကိုင်းကျွန်းပြီးကျွန်းကိုင်းပြီးသွားနေကြတာဖြစ်တဲ့ကြောင့်မို့လို့တော်လန်ရေးကိုပဲအာယုံစိုက်ပါတော်လန်ပြည်သူကိုပဲအာယုံစိုက်ပါလို့ပြောချင်ပါတယ်အဲ့တော့ကျေးဇူးအများကြီးတင်ပါတယ်